ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မနေ့ကတော့ဆေးရုံမှာအခက်အခဲဖြစ်နေတဲ့အန်ဒီတို့သားမိအကူအညီတောင်းထားတဲ့ post လေးပေါ့နော်အဲ့ဒီ post လေးကရရှိတဲ့အလှူငွေစင်းလေးကိုကျွန်တော်ရွတ်ပြမလို့ပါခင်ဗျာအလှူရှင်နဲ့လှူတဲ့ငွေသားနဲ့ပေါ့နော်ကျွန်တော်ရွတ်ပြခြင်းလို့ပါခင်ဗျာဟုတ်ကဲ့မတ်ຫນွေဦးခိုင်မှ1000မတ်အုံမာမှ3000ငါအတွက်ချောရှိတဲ့အကောင့်မှ1000ဟမ်မီသွဲမှ9000ကျွန်တော်နာမည်လေးမှားရုံမိစိတ်မရှိပါနဲ့နော်အင်္ဂလိပ်လိုရေးထားတာဆိုတော့မွန်မှ2000မြက်သစင်မှ1000အပြင်မက်ဆေ့ကနေပို့လာတဲ့အလူရှင်တယောက်ပေါ့နော်သူကတော့ငွေ1000နဲ့တက်နိုင်တော့လှူပေးလိုက်ပါတယ်တဲ့ပန်းတီရိခေမှ1000ခင်နှင်းဆွေမှ3000မြက်မင်းစုမှ1000တန်းတန်းထေးမှ1000ဒီဇင်ဘာမေမှ2000မမဖြူမှ1000ဆိုင်းမွန်မှ2000ခင်အုံမာမြင့်မှ9000ခင်မြတ်သူမှ9000ဟန်တီရီကျော်မှ3000ခိုင်ခိုင်စိုးမှ1000နန်းစုစင်အေးမှမွေးနေ့အလှတဲ့တသိန်းစတရီယာသိန်းဟုတ်အဲ့အမ9000မြတ်သစင်ဖြိုးနိုင်မှ9000မတ်ထက်မှ1000စင်မြတ်မွန်မှ11000စံလင်းသူမှ9000ပေါ်ရာနဲ့ရွှေတို့မောင်နှမ2ယောက်မှ1000မေမီအကောင့်မှ3000အပြင်မက်ဆေ့ကနေပို့လာတယ်ပေါ့နော်9000လှူပေးထားပါတယ်ရှင်တဲ့အမတယောက်မှ9000ကိုအေးသက်မှ1000စွစွချန်နယ်မှ9000နန်နီဝင်းမှ9000မတ်စာအကောင့်မှ1000ခွဲကက်တီလေးအင်ချမ်းမြေအကျိုးဆောင်မှ1000ထွန်းလင်းစိုးမှ2000ຫນွေအကောင့်မှ2000အကြည်မှအကောင့်မှ3000ခင်မြတ်သူမှ9000မွန်မှ2000ဖြိုးအကောင့်မှ1000အေးမိုးအကောင့်မှ1000ခွဲအေးဇာနီတဲအကောင့်မှ1000အမီဇင်မာဝင်းမှ1000မိစုအကောင့်မှ1000ဘေးတနာအောင်အကောင့်မှ2000တင်ထေးအကောင့်မှ1000တစ်တခင်အကောင့်မှ9000ထွန်းကိုအကောင့်မှ3000မိုင်းစင်ကလီစံဝင်းအကောင့်မှ1000ပြိုမေမဒီမှ1000စိန်အိုးစီအင်ချံမြေမှ1000မတ်နွေမြင့်မှ1000မတ်ဤတုံမှ11000ဖုံးမှန်မီမှ2000ရှွန်းလဲအောင်မှ11000မတ်တင်ကြီးအေးမှ9000မြက်တီရီဆွေမှ1000မတ်တန်နာမှ1000ငွေကျဲဖြူ121မှ9000အလုံးပေါင်းပေါ့နော်ကျွန်တော်ဒီနာမည်စင်းလဲပါတယ်အလှရှင်နာမည်လဲပါတယ်အလှငွေစင်းလဲပါတယ်ဒီအလှတို့တဲ့အားလုံးစုစုပေါင်းကကြတော့17,230,000ရပါတယ်ခင်ဗျာအားလုံးပေါင်းပေါ့ဒီအလှငွေအားလုံးပေါင်းကကြတော့14,52,000ရပါတယ်ဒီတိုတယ်နှစ်ခုပေါင်းကကြတော့14,52,000ရပါတယ်ခင်ဗျာအဲ့ဒီကနေပြီးတော့ခုနကဒီနာမည်စရင်းနဲ့ကျွန်တော်ရွတ်ပြတဲ့လူတွေရဲ့အားလုံးရဲ့တိုတယ်ကကြတော့17,230,000ပေါ့နော်အဲ့ဒီတော့14သိန်းနည်းနည်းရှုပ်သွား14,52,000နဲ့ကနေပြီးတော့17,230,000နှုတ်လိုက်တော့ဒီ3,290,000ကျန်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ3,290,000ကျတော့သူကစရင်းမရှိဘူးဗျာစရင်းမရှိတာပေါ့တချို့ကြောက်လဲကျွန်တော်ဖုံးဆက်ပြီးတော့လှမ်းလှူလိုက်တယ်မောင်လေးလှူလိုက်ပါညီလေးလှူလိုက်ပါသားလေးလှူလိုက်ပါပေါ့နော်ဒီလိုမျိုးလေးတော့ကျွန်တော်ပြောပြီးတော့လှူခိုင်းတယ်အဲ့လိုလေးတော့ရှိတယ်မြအဲ့ဒါလေးစင်းတော့မရှိဘူးတချို့ကြောက်လဲ select လေးလှမ်းပို့တယ်မောင်လေးနာမည်တော့မပြောနဲ့တော့စေနာရှင်တူလို့ရေးပေးနော်တချို့ကြောက်လဲအဲ့လိုရှိရလေအဲ့ဒါကြောင့်ဒီကကြောင့်စင်းမရှိတဲ့ပတ်စံက3,300,000ရှိတယ်ပေါ့နော်3,290,000ဆို3,300,000ပေါ့နော်ရှိတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဒီအားလုံးပေါင်းစုစုပေါင်းကကြောင့်14,52,000ရှိတယ်ခင်ဗျ
14သိန်း5200ပေါ့နော်ဒါကကျတော့5သိန်း5သိန်း10သိန်း17သိန်း17သိန်း12သိန်း13သိန်း14သိန်း14သိန်း5200 14သိန်း1000 2000 3000 4000 5000 14သိန်း5000ဟို2000ကျွန်တော်ပြင်ဆက်လိုက်ပါဟုတ်14သိန်း5200ရှိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဒါကိုကျွန်တော်အဖွားကိုသွားလှူမှာဖြစ်ပါတယ်များအခက်အခဲဖြစ်နေတဲ့အဖွားကိုဒီလူလေးမှာပြောရရင်ကျွန်တော်ရဲ့ပါဝင်မှုတော့ဘာမှမရှိပါဘူးကျွန်တော်ကလောရဒါနာလေးပဲလုပ်ရတာဒါမဲ့ဒီလူကြီးဖြစ်မြောက်အောင်ဆိုတာကအခုလိုမျိုးဟိုစေနာတရားဟိုထက်တန်တဲ့အလှရှင်တွေကြောင့်ဒီအလှလေးကဖြစ်လာတာပါဗျာမှတ်ရဒီနေ့လာပြည့်နေပေါ့နော်လာပြည့်နေလေးမှာပေါ့ဒီအားလုံးရဲ့ကုသိုလ်နဲ့ဟိုအခက်အခဲဖြစ်နေတဲ့အနီးတို့သားမီးကိုကိုညီကွင်းရတဲ့အတွက်လည်းကျွန်တော်အယံဝမ်းသာပါတယ်ကျွန်တော်လောအားပေးရကြိုးလဲနက်တယ်လို့ကိုထင်ပါတယ်ဟိုကျွန်တော်စကားလေးများအမှားပါသွားရင်လည်းခွန့်လို့ပါကျွန်တော်မနေ့ကညလေးအခုစင်းရင်းနေလို့တော့လေအခုချိန်ဒီမိတ်ကသေးလို့ပါဟုတ်အခုကလည်းခဏပြန်လာတာတာကျော်ကျူရှင်ရှိတော့လေသူကျူရှင်တက်ပြင်ဆင်ပြီးသွားရင်ကျွန်တော်ဆေးရုံပြန်သွားရေမိုးချိုးပြီးပြန်သွားမှာပေါ့နော်ခဏပြန်လာဟုတ်ကျွန်တော်ဟိုအားလုံးကျေးဇူးတင်ပါတယ်ဒီလူလေးကဟိုအားလုံးရဲ့မေတ္တာစေနာတွေကြောင့်ဝိုင်းဝန်းကူညီခဲ့လို့ဒီလူလေးကအထမြောက်ခဲ့တာပါဟုတ်အဲ့ဒီတော့လေဟိုအနီးတို့ပူဇာကျွန်တော်ကျေးဇူးတင်ပါတယ်ဟိုနောက်ပြီးတော့ကျွန်တော်တခုတောင်းပန်နေတာကခုနကအကောင့်နာမည်လေးရွတ်သွားတဲ့အခါမှာကျွန်တော်ကဟိုနာမည်ကိုပေါ့နော်ဒီတိုင်းရွတ်သွားတဲ့အတွက်ဟိုရမ်းလို့ဖြစ်သွားရင်တောင်းပန်ပါတယ်ကျွန်တော်အကောင့်နာမည်လေးဖတ်ပြီးရွတ်သွားတယ်လို့ကြာမှာဥမာအတော်မထဲမိတာမထဲမိတာအကိုမထဲမိတာလေးများပါသွားခဲ့ရင်ဟိုကျွန်တော်စကားပြောရမ်းတော့ခဲ့ရင်ခွင့်လွတ်ပါလို့ကျွန်တော်တောင်းပန်နေပါတယ်အခုကျွန်တော်ဒီအလူငွေအားလုံးပေါင်း14သိန်း5200 2000ပေါ့နော်ကျွန်တော်ခဏနေဟိုရေမိုးချိုးပြီးရင်ဘွားကြီးကိုသွားလူပေးပါမယ်ခင်ဗျဟုတ်ဟိုဘွားကြီးကိုသားပေါ့နော်ကျွန်တော်ကလည်းဟိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံး